Hello နိခိုပါအင်္ဂလန်ရဲ့ Southwest မှာရှိတဲ့ Torquay ဆိုတဲ့ပင်လယ်ကမ်းခြေမြို့လေးကိုခိုးနဲ့အတူတွားလိုက်ရအောင်နော်နိုင်ထောက်ထွက်ရင်လည်းဒီ vlog လေးရိုက်ထားမလို့ Torquay မြို့ရဲ့ညအလှကိုတေချာလေးခန်းစားလို့ရမှာပါခိုးတွားလိုက်တော့ပွဲတော်ရန်နဲ့ကြိုက်နေရမလို့မြို့တက်မြို့တော့တလက်လက်နဲ့ပေါ့နော်ဖင်နာချီမီးနဲ့သူတို့ decoration ဆင်ထားကြတာဒီနေရာလေးကကြတော့ Torquay Harbour ကိုမြင်ရတဲ့ view လေးသူတို့ထိုင်ကုန်လေးတွေလုပ်ပေးထားတယ်ဒါပေမဲ့ကိုကတော့ဒီအမဲမက်သက်လေးရက်ပြီးတော့အကြာကြီးကြည့်ခဲ့တယ် view ကအရန်လှတယ်အထူးသဖြင့်ဒီလှေတွေကိုမြင်ရတဲ့အခါပေါ့နော်လှေတွေကလည်းအများကြီးပဲပြီးတော့သူတို့လှေတွေကအစမီးနဲ့ decoration ဆင်ထားတယ်အဲ့လို sparkle လေးတွေဆိုအရန်ကြီးလို့ကောင်းတယ်အပြင်မှာပိုတော့မှလှသေးတယ်ဒီစွမ်းလေးနှစ်ကောင်ကတော့ခိုးမြင်နေရတဲ့ view လေးကို perfect ဖြစ်သွားစေတဲ့အရာလေးတွေပေါ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနောက်ထပ် vlog လေးမှာခိုးနဲ့တူပြန်ဆုံကြမယ်နော် See you in the next video bye